ဂုဏ်ယူပါတယ်တင်တဲ့ငယ်ချင်းတွေဟာ group chat တစ်ခုကိုဖွင့်မိပါပြီတင်ငယ်ချင်းတွေကိုအခုပဲ mention ခေါ်ပြီးစကားစပြောလိုက်ပါ group chat ထဲမှာလိုက်နိုင်ရမယ့်စီကံ၅ခုရှိပါတယ်စီကံနံပါတ်1ည7:00 နာရီတိတိမှာ group chat ထဲတင်တို့နာမည်တွေကို mention ခေါ်တဲ့ message တွေတောက်လျှောက်တက်လာရင်ဖွင့်မဖတ်ပါနဲ့စီကံနံပါတ်2 group chat ကိုနှစ်ကြိမ်ဖွင့်မကြည့်ပါနဲ့စီကံနံပါတ်3ညတနာရီထိတင်တို့နာမည်တွေကိုဇာတ်တိုက် mention ခေါ်နေမယ်ဆိုရင်တော့တင်တို့ဘေးမှာတစုံတရာရောက်နေပါပြီလှည့်မကြည့်လိုက်ပါနဲ့စီကံနံပါတ်4မနက်6နာရီမတိုင်ခင် group chat ကိုဖျက်ပြရပါမယ်စီကံနံပါတ်5ည7:00 နာရီမဟုတ်ပဲ7:59 မိနစ်မှာ group chat ထဲတင်တို့ကို mention ခေါ်လာတယ်ဆိုရင်တော့ဖုန်းကိုချက်ချင်းပိတ်ပြီးအိပ်ပါစက်ကြည့်နေမယ်ဆိုရင်မနက်မိုးလင်းတာကိုမြင်ရမယ်လို့အာမမခံနိုင်ပါဘူးစီကံနံပါတ်5ကိုမဖြစ်မနေလိုက်နာပါကံကောင်းပါစေ